လူတူတယောက်ရဲ့ပေါ်မှာနားလည်မှုရှိဖို့ဆိုတာတကယ်တော့မလွယ်လှပါဘူးတခါတလေနားလည်အောင်ကြိုးစားနေရဒါကိုကပင်ပန်းရပါတော့နားလည်ဖို့ကြိုးစားရင်လည်းပဲသီးမခံနိုင်တာတွေပုံများလာတတ်ပါတော့သူကလည်းသူစရိုက်နဲ့သူအချင်းနဲ့ကိုကလည်းကိုစရိုက်နဲ့ကိုချင်းနဲ့ကိုစိတ်သဘောထားခြင်းကတော့ဘယ်လိုမှမတူနိုင်ပါဘူးမတူညီမှုတွေတွေ့ကိုဖက်ကကြိုးစားလို့ရတာတခုတော့ရှိပါတော့ရဲ့ခွင်လို့ပေးလိုက်ခြင်းပါပဲခွင်လို့ပေးလိုက်ခြင်းပါပဲတစ်ဖက်သားကိုခွင်လို့ပေးလိုက်တယ်ဆိုရင်ပဲစိတ်ထဲမှာပေါ်ပါသွားတယ်လွတ်လပ်သွားပါတော့ခွင်လို့ချင်းရဲ့နောက်မှာမေတ္တာစိတ်တွေဖြစ်လာပါတော့မေတ္တာစိတ်ဖြစ်လာတော့ပူပြီးခွင်လို့တက်လာပါတော့ဒါကြောင့်တစ်ဖက်သားကိုနားလည်းမပေးနိုင်ရင်တော့ခွင်လို့ပေးနိုင်အောင်ကြိုးစားရင်ဘဝမှာအလုံးအေးချမ်းပါတော့ရောခွင်လို့ချင်ရဲ့အရာသာကိုခွင်လို့ခဲ့ဘူးသူတိုင်းခံစားဘူးပါလိမ့်မယ်လက်စားကြည့်ခြင်းဖြင့်ပြဿနာကိုအဆုံးသတ်လို့မရပါဘူးပြဿနာတွေရဲ့အတိကအဆုံးသတ်ကခွင်လို့ပေးလိုက်ခြင်းပါပဲဘာပဲဖြစ်ဖြစ်တငယ်ချင်းရဲ့ဘဝမှာတခဏတာဆုံးကြရသူအချင်းချင်းခွင်လို့ချင်းဖြင့်ဆက်ဆံနိုင်ပါစေ